အားလုံးမင်္ဂလာပါနော်မျိုးတွေဒီနေ့ညနေခင်းအတွက်အကောင်းဆုံးမိတ်ပတ်တီးက3.6 ဝန်းချိန်3.6ပတ်တီးဖြစ်ပါတယ်ဗျာနော်ရှယ်ကီးခွေလေးက3508ရှယ်ကီးခွေလေးဖြစ်ပါတယ်3508ရှယ်ကီးခွေခစားထားပြီးပါနော်ဒီကီးခွေမထွက်ခဲ့ရင်လုံးဝဒီပတ်တီးနဲ့ကီးနဲ့တွဲပြီးထွက်ပါလိမ့်မယ်ဗျာနော်လွတ်တန်ကစားရအောင်အဓိကဝန်းချင်းက3.6 ဝန်းချိန်ကီးခွေက3508ကီးခွေ3နဲ့ပတ်သက်ပြီး3.3 3.5 3.9နဲ့3.8 6နဲ့ပတ်သက်ပြီး63 65 69နဲ့68เนาะအဓိကအဲ့ဒါကစားမယ်ရွေးကွက်လေးတွေရှယ်အော်မိန်အော်အနေနဲ့က3.3နဲ့6ခွန်ရွေးကွက်လေးထုတ်ပေးထားပါတယ်3.3နဲ့6ခွန်ကျွန်တော်3ပရိကြိုက်တဲ့အတွက်3.3နဲ့6ခွန်ရွေးထုတ်ပေးထားခြင်းဖြစ်ပါတယ်ဗျာနော်ကီးခွေကစားခြင်းနဲ့ကိုမာတွေဒီခွေလေးပဲကစားပါပတ်တီးနဲ့ရွေးကွက်ကိုကစားခြင်းတော့ဒီကီးနဲ့ main ပတ်တီးနဲ့တွဲပြီးကစားပေးပါဗျာနော်အားလုံးအဆင်ပြေကြပါစေနော်မျိုးတွေ